တို့ကဒီဘာကဆိုင်ကတာမန်ဝန်ချမ်းတွေပါပဲဒါပေမဲ့ဒီစုံတွေကအလုံးမလုံးပဲတခြားသူတွေကိုအနောက်ရှက်ချင်အောင်အေးစိကလေးလောက်ပြနေပါတယ်ကောင်လေးကကြည့်မရတော့လို့တတိလှန်ပေးလိုက်ပါတယ်ဒါပေမဲ့ဟိုကောင်ကရက်တိုင်းကမရက်တဲ့အပြင်ကောင်လေးကိုပို့ပြီးတော့တောင်းအနိုင်ကျင့်ပါတော့တယ်သူ့ကောင်လေးရှိမှတထားဖမ်းချင်လို့ဟိုတက်နေတဲ့ဘာကကိုကောင်လေးကိုအတင်းထမစားခိုင်းပါတယ်ဘေးနာကကြည့်နေတဲ့ပင်စင်ကဝင်တာပြီးမဲ့ရိုက်ရိုက်ဆိုင်ဆိုင်ပြန်ဆဲခံလိုက်ရပါတယ်ပြောင်ချအနိုင်ကျင့်ခံရတာကိုငုံခံပြီးကောင်လေးကဟိုတက်နေတဲ့ဘာကကိုစားလိုက်ရတော့ကိုကောင်လေးကလှောင်ရဲပါတော့တယ်ဒါရီအားလုံးကိုစောင့်ကြည့်နေတဲ့ပင်စင်ရဲ့သိခံနိုင်စွမ်းတွေကုံဆုံးသွားပါပြီအေးဆေးပြောလို့မရတော့လက်နက်ကိုသွားယူလိုက်ပါတော့တယ်ပြစ်သားရဲ့ခဏနဲ့ချက်အမှန်တရားဆိုတာကြည်စံအကွာဝေးတယ်မှာပဲရှိတာပါတနက်တန်ကြောင့်မန်နေဂျာထွက်လာပြီးမြဲအချင်းလေးကိုသဘောပေါက်ချိန်မှာတော့ပြေးဟိုနောက်ကျသွားခဲ့ပါပြီနေတိုင်းလူတွေကိုခန်းစားဖို့လောက်ပဲတည်တဲ့တီမန်နေဂျာကိုပင်စင်ကမဆိုင်သွဲပစ်တက်လိုက်ပါတယ်တကယ်တော့မင်းကလေးကိုတပ်ဖို့မကြည့်ရပေမဲ့အဆက်မပြတ်အော်ဟင်းနေတော့တခါတည်းအတန်တိတ်သွားအောင်လှုပ်ပစ်လိုက်ပါတယ်ဒီလိုတပွဲကြီးကိုမျက်မြင်တွေ့လိုက်ရတဲ့ကောင်လေးကတော့ကြောက်လန့်ပြီးဒီလာမှချင်းအေးခဲသွားပါတယ်ပင်စင်ကသူ့ကိုစူးစူးရဲရဲကြည့်လိုက်ပေမဲ့တနက်နဲ့မချိန်ပဲအလောင်းတွေကိုရွှေ့ပြီးဒီလာရှင်းလင်းဖို့ခိုင်းစီခဲ့ပါတယ်အားလုံးရှင်းလင်းပြီးသွားတဲ့အခါပင်စင်ကကောင်လေးကိုသူ့ကားစီခေါ်သွားပါတယ်ကောင်လေးကတော့တက်ကွင်းပို့ခံရမယ်တုံးတယ်လို့ကြောက်ရွံ့နေတော့ပါပဲတော့ကောင်လေးလည်းကားပေါ်တက်လိုက်ပါတယ်ဒါဟာသူ့တဘွားလုံးကိုပြောင်းလဲသွားစေမယ်ခွေးကြီးစင်တစ်ခုရဲ့အစားဖြစ်လာမယ်ဆိုတာသူမသိခဲ့ရှာပါဘူး